မတန်ဆွမ်းသူများအကျုံးဝင်တဘာဝဘေးအန္တရာယ်ရှော့ချရန်ကြိုတင်ပြင်ဆင်ရေးဒုအတူတူကဆောင်ရွက်ပြီးတဘာဝဘေးအန္တရာယ်ဆိုတာအချိန်မရွေးကြားရောက်လာနိုင်ပါတယ်။ရေကြီးတာ၊မုန်တိုင်းတိုက်တာ၊ငလျင်လှုပ်တာလိုမျိုးတဘာဝဘေးအန္တရာယ်တွေကပုံစံအမျိုးမျိုးနဲ့ဖြစ်လာနိုင်တာပါ။အဲဒီလိုအခြေအနေတွေမှာအမြင်အာရုံမတန်ဆွမ်းသူတွေအကြားအာရုံမတန်ဆွမ်းသူတွေကိုယ်အင်္ဂါမတန်ဆွမ်းသူတွေဉာဏ်ရည်မတန်ဆွမ်းသူတွေစတဲ့မတန်ဆွမ်းသူတွေဟာတဘာဝဘေးအန္တရာယ်တွေနဲ့ရင်ဆိုင်ရတဲ့အခါဘေးလွတ်ရာကိုတောင်းရွှေ့ခိုလုံဖို့အခက်အခဲတွေနဲ့ပိုပြီးရင်ဆိုင်ရလိမ့်ရှိပါတယ်။သူတို့မှရှိတဲ့ဒီစိန်ခေါ်မှုတွေကိုကျွန်တော်တို့အနေနဲ့နားလည်ဖို့လိုအပ်ပါတယ်။ဒီလိုမျိုးနားလည်ထားတာကအားလုံးကိုအကူအညီပေးနိုင်ဖို့နဲ့အတူတကွကြော်လွှားနိုင်ဖို့အတွက်ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။ဒါကြောင့်ပဲကျွန်တော်တို့အနေနဲ့ဒီဗီဒီယိုကိုဖန်တီးရတာဖြစ်ပါတယ်။အားလုံးအတူတူဘယ်လိုပြင်ဆင်ကြမလဲဆိုတဲ့လွယ်ကူရိုးရှင်းတဲ့နည်းလမ်းလေးတွေကိုလေ့လာရင်းနဲ့ဘယ်သူမှမကြံခဲ့ရအောင်ဆောင်ရွက်ပေးနိုင်မှုဖြစ်ပါတယ်။အားလုံးပါဝင်သောတဘာဝဘေးအန္တရာယ်ဆိုင်ရာကြိုတင်ပြင်ဆင်ထားခြင်းအားလုံးပါဝင်တဲ့ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုဆိုတာဟာလူတိုင်းအတွက်စဉ်းစားပေးတာကိုဆိုလိုတာပါ။ရွာထဲမှာရှိတဲ့နားမကြားတဲ့ကလေးလေးလမ်းမြင်မြန်မလျှောက်နိုင်တဲ့ဦးလေးကြီးအမြင်အာရုံအားနည်းတဲ့အတော်ကြီးမှတ်ဉာဏ်အားနည်းတဲ့အဖွားအိုစားတဲ့သူတွေအားလုံးအတွက်ပါထည့်သွင်းစဉ်းစားပြီးပြင်ဆင်ထားဖို့လိုပါတယ်။ကျွန်တော်တို့တဦးချင်းစီမှာမတူညီတဲ့လိုအပ်ချက်တွေရှိကြပေမဲ့ဘေးကင်းလုံခြုံစွာနေထိုင်ခွင့်ကတော့လူတိုင်းမှာတန်းတူရှိပါတယ်။ဒီဗီဒီယိုလေးကလူတိုင်းရဲ့မတူညီကြတဲ့အခက်အခဲတွေကိုကူညီဖြေရှင်းပေးကြရင်းနဲ့ခိုင်မာတဲ့လူအဖွဲ့အစည်းတစ်ခုအဖြစ်ပြင်ဆင်နိုင်မှုအတွက်တတောင့်တနေရာကကူညီပေးနိုင်မှုအတွက်ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။အဆင့်1အကူအညီလိုအပ်သူများစာရင်းပြုစုခြင်းဘေးအန္တရာယ်တစ်ခုခုကြုံလာရတဲ့အခါမှာဘယ်သူတွေကိုအရင်ဆုံးကူညီပေးဖို့လိုမလဲဆိုတာကိုသိထားဖို့အတွက်ကျေးရွာတိုင်းမှာစာရင်းတစ်ခုရှိထားသင့်ပါတယ်။ဥပမာသူတို့ကိုလမ်းပြပေးမဲ့သူလိုအပ်တာလားဘေးကင်းရာကိုရွှေ့ပြောင်းပေးဖို့ကူညီမဲ့သူလိုအပ်တာလားဒါမှမဟုတ်စူးညံတန်တွေကြားမှာစိတ်တည်ငြိမ်အောင်ဘေးကနေကူညီပေးဖို့လိုအပ်တာလားဒီစရင်ကိုမုံတိုင်းရာသီမရောက်ခင်မှာအမြဲတမ်းရက်ရွာရဲ့လက်ရှိအခြေအနေနဲ့ကိုက်ညီတဲ့စရင်ဟုတ်မဟုတ်ပြန်လည်စီစစ်ပြီးရက်ရွာတာဝန်ရှိသူကစနစ်တကျသိမ်းဆည်းပေးထားဖို့လိုပါတယ်အစစ်နဲ့သတိပေးချက်များကိုလူတိုင်းထံရောက်ရှိစေခြင်းလူသားအားလုံးရဲ့အသက်တွေကိုကယ်တင်နိုင်ဖို့ဆိုရင်အားလုံးလက်လှမ်းမီနိုင်တဲ့သတိပေးစနစ်တွေဖြစ်ဖို့လိုပါတယ်ကျေးရွာအတော်များများမှာဘေးအန္တရာယ်တစ်ခုခုရှိရင်အတန်ချက်ဆက်နဲ့ကြီးညာတာဒါမှမဟုတ်အော်ဟစ်သတိပေးတာမျိုးတွေလုပ်လို့ရှိပါတယ်။ဒါပေမဲ့နားမကြားတဲ့သူတွေနဲ့စကားမပြောနိုင်တဲ့သူတွေအတွက်ရောဘယ်လိုလုပ်ကြမလဲ။ဒါကြောင့်အတန်နဲ့သတိပေးတာအပြင်တခြားနည်းလမ်းလေးတွေကိုပါထည့်သွင်းအသုံးပြုဖို့လိုပါတယ်။နားမကြားသူတွေအတွက်လက်နှိပ်တမီနဲ့အချက်ပြတာဒါမှမဟုတ်အဝတ်စားတွေကိုဝေယမ်းပြပြီးတော့သတိပေးနိုင်ပါတယ်။မျက်လုံးမမြင်ရတဲ့သူတွေအတွက်ဆိုရင်သူတို့စီကိုကိုယ်တိုင်သွားပြီးပခုံးကိုခက်ဖွက်ဖွက်ပုတ်ပြီးအသိပေးတာမျိုးဒါမှမဟုတ်ဘာဖြစ်နေတယ်ဆိုတာကိုစကားနဲ့အဓိကရှင်းပြလို့ရပါတယ်အကူအညီလိုအပ်သူတွေအတွက်နားလည်ရလွယ်တဲ့ရုပ်ပုံတွေအယောင်ပါတဲ့အလံတွေကိုသုံးနိုင်သလိုအိမ်နီးချင်းတွေကလည်းကူညီပြီးလမ်းပြခေါ်ဆောင်သွားလို့ရပါတယ်ဘေးအန္တရာယ်ကြုံလာတဲ့အခါသတင်းအချက်အလက်တွေကိုလူတိုင်းနားလည်နိုင်မဲ့နည်းလမ်းမျိုးစုံနဲ့မျှဝေပေးရပါမယ်ဘာကြောင့်လဲဆိုတော့လူတိုင်းစီကိုမရောက်တဲ့သတိပေးချက်တွေဟာလူအသက်တွေကိုမကယ်နိုင်တဲ့သတိပေးချက်တွေဖြစ်နေလို့ပါပဲအဆင့်3အများဆုံးကြုံတွေ့ရမယ်ဘေးအန္တရာယ်များအတွက်ပြင်ဆင်ခြင်းရေတွေကြီးလာပြီဆိုရင်အချိန်မဆွဲပါနဲ့အမြင်အာရုံအားနည်းတဲ့သူတွေအတွက်လမ်းကြောင်းကိုမှန်းဆနိုင်အောင်အတွက်ကြိုးတန်းတန်းပေးထားတာဒါမှမဟုတ်လမ်းလျှောက်တော့ကိုအသုံးပြုပြီးသွားလာနိုင်အောင်အကူအညီပေးနိုင်ပါတယ်ဘိန်းတက်ကလထိုင်ဝီချဲအသုံးပြုသူတွေအတွက်ဘွက်တွေရွှတ်နေကြတဲ့မှာဘိန်းတက်ကလထိုင်ဝီချဲကိုတွန်းရတာအရင်ပင်မှန်းပါတယ်ဒါကြောင့်ရေမကြီးခင်ကလေးကလမ်းကြောင်းတွေကိုကြိုပြီးရှင်းလင်းထားဖို့လိုအပ်ပါတယ်အကြားအယုံနဲ့စကားပြောဖို့အခက်အခဲရှိတဲ့သူတွေကိုအဝိစာတွေဝှေ့ယမ်းပြတာဒါမှမဟုတ်လက်သင်္ကေတပြပြီးဘေးကင်းရာကိုတွားဖို့အတွက်အချက်ပေးနိုင်ပါတယ်။အရေးကြီးဆုံးကတော့ရေလုံနဲ့အိတ်တိတ်ထဲမှာတကိုယ်ရည်တန်ရှင်းရေးသုံးပစ္စည်းတွေအရေးကြီးဆေးဝါးတွေနဲ့မှတ်ပုံတင်လိုမျိုးအထောက်အထားစာရွက်စာတမ်းတွေကိုအမြဲတမ်းအစဉ်သင့်ပြင်ထားဖို့လိုပါတယ်။ဆိုင်ကလုန်းမုန်တိုင်းတွေဟာပြင်ဆင်မှုအချိန်သိပ်အများကြီးမပေးတတ်ပါဘူး။ဒါကြောင့်မုန်တိုင်းမလာခင်ကတည်းကကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။မုန်တိုင်းတန်ခံနိုင်အောင်ကိုယ့်အိမ်ရဲ့အမိုးအကာတွေကိုကြိုတင်ပြီးခိုင်ငတ်အောင်ပြုပြင်ထားပါအကြားအာရုံအားနည်းတဲ့သူတွေအတွက်အနေရရှိနေပြီဆိုတာကိုသိအောင်စာရိုလေးတွေရေးပြီးအသိပေးတာဒါမှမဟုတ်လက်သင်္ကေတပြပြီးသတိပေးတာမျိုးလုပ်ပါလမ်းအမြန်မလျှောက်နိုင်တဲ့သူတွေအသက်အရွယ်ကြီးရင်သူတွေကိုလေပြင်းတွေမတိုက်ခင်ကလေးကဘေးကင်းရာအဆောက်အုံတွေစီကိုအချိန်မီရောက်အောင်ဝိုင်းဝန်းကူညီပေးဖို့လိုပါတယ်မြေငလျင်လောက်တာဟာရုတ်တရက်ဖြစ်ပွားတတ်ပြီးလူတိုင်းကိုထိလက်စေတတ်ပါတယ်။ဒါပေမဲ့ကြိုတင်ပြီးဘာလုပ်ရမလဲဆိုတာကိုလေ့ကျင့်ထားရင်တော့အားလုံးအတွက်အများကြီးအထောက်အကူဖြစ်မှာပါ။ဘယ်အချိန်မှဝေ့ရမယ်။ခေါင်းကိုဘယ်လိုကာကွယ်ရမယ်။
ငလင်လှုပ်နေတော့မှမာကျောလေးလံတဲ့ပစ္စည်းတွေကျလာမဲ့ဒဏ်ကိုကာကွယ်ဖို့အတွက်ဝင်ခိုလုံနေမဲ့စပွဲဟာငလင်လှုပ်တာကြောင့်ရွေ့မသွားအောင်ဘလို့ကင်ထားရမယ်စတဲ့ဝစ်ကာကင်လေ့ကျင့်ခန်းတွေကိုလေ့ကျင့်ထားပြီးပါအမြင်အာရုံအားနည်းသူတွေအတွက်ရှင်းလင်းပြတ်သားတဲ့အတန်းနဲ့လမ်းညွှန်ပေးနိုင်ပါတယ်ဘိန်းတက်ကလထိုင်ဝှီချက်အသုံးပြုသူတွေအတွက်ဘယ်လိုနေရာမျိုးမှာအကာအကွယ်ယူရမလဲကိုယ့်ရဲ့ဥကောင်းကိုဘယ်လိုကာကွယ်ရမလဲဆိုတာကိုကြိုတင်ပြီးလက်တွေ့လေ့ကျင့်ထားပေးဖို့လိုပါတယ်ဒီလိုအခြေအနေမျိုးမှာတီတီငြိမ်ငြိမ်နဲ့ရိုးရှင်းတဲ့လမ်းညွှန်ချက်တွေပေးနိုင်ဖို့ကအရေးအကြီးဆုံးပဲဖြစ်ပါတယ်မြေပြိုခြင်းတောင်ကုန်းထူထပ်တဲ့ဒေသတွေမှာမိုးရွာသွန်းမှုကြောင့်မြေပြိုတာတွေဖြစ်နိုင်ပါတယ်မြေပြိုမဲ့အနေရရှိတဲ့တောင်ကုန်းတောင်ဆောင်တွေနားမှာနေထိုင်သူတွေကိုမြေမပြိုခင်ကတည်းကကြိုတင်ပြီးဘေးကင်းရာကိုရွှေ့ပြောင်းထားပေးပါအနေရရှိတဲ့နေရာတွေကိုလူတိုင်းသတိထားမိအောင်ဒုတ်ချောင်းတွေဒါမှမဟုတ်အယောင်ပါတဲ့အလံလေးတွေနဲ့ထင်ထင်ရှားရှားမှတ်သားပေးထားရပါမယ်နားမကြားရတဲ့သူတွေအတွက်ဘယ်လန်းကနေဘယ်လိုသွားရမလဲဆိုတာကိုလက်သင်္ကေတပြပြီးတည်တည်ချာချာလက်ညွှန်ပေးပါမီးဘေးမီးဆိုတာကခဏလေးအတွင်းမှာတင်အရှိန်နဲ့ကူးဆက်ပြန့်နှံ့နိုင်ပါတယ်ဒါကြောင့်ဖျောင်းနိုင်ထွန်းတာနဲ့မီးဖို့အကြောင်းမှာဟင်းချက်ပြုတ်တဲ့အခါမှာပေါ့ပေါ့ဆဆသုံးတာတွေကိုတတိပြုရှောင်ရှားဖို့လိုပါတယ်မီးလောင်မှုဖြစ်ရင်အမြင်အာရုံချို့တဲ့သူတွေသိအောင်ပခုံးကိုခက်ဖွားဖွားပုတ်ပြီးတတိပေးတာမျိုးဒါမှမဟုတ်ခေါင်းလောင်းတီးပြီးအချက်ပေးတာမျိုးလုပ်ပေးနိုင်ပါတယ်အကြားအာရုံမတန်ဆွမ်းသူတွေအတွက်လက်ထိတ်တက်မီဒါမှမဟုတ်ဖုန်း flash မီတို့နဲ့မီးအယောင်လက်ပြတာဒါမှမဟုတ်အဝတ်စားတွေဝှေ့ရမ်းပြတာကိုလုပ်ပြရင်သိနိုင်ပါတယ်လမ်းလျှောက်တော့ဘိန်းတက်ကလထိုင်ဝှီချက်အရေးပေါ်အိတ်တွေကိုအနေနဲ့ကြုံလာရင်အလွယ်တကူယူဆောင်သွားနိုင်မှုအတွက်အိမ်တကားဝအနီးနားမှာပဲထားပါမိုးခေါင်ခြင်းနွေရာသီရောက်လာရင်ရေရှားပါတဲ့တံကိုကြုံရလိမ့်ရှိပါတယ်ရေရှိတဲ့နေရာကနေရေသွားတည်ဖို့အတွက်အခက်အခဲရှိတဲ့အသက်အရွယ်ကြီးရင်သူတွေမတန်ဆွမ်းသူတွေအတွက်ရေကူပြီးခတ်ပေးတာရေတည်ပေးတာမျိုးတွေကိုကူညီပေးပါညံရီမတန်ဆွမ်းသူတွေအတွက်ရေကိုဘယ်အချိန်မှတောက်ရမလဲဘယ်လိုတောက်ရမလဲဆိုတာသိအောင်ရိုးရှင်းတဲ့ရုပ်ပုံပစ္စည်းလေးတွေကိုသုံးပါအဆင့်လေးအရေးပေါ်အိတ်ပြင်ဆင်ခြင်းဘေးရန်ရဲ့တစ်ခုခုကြုံလာရင်အရေးကြီးပစ္စည်းတွေပါပြီးအလွယ်တကူဆွဲယူသွားလို့ရမယ့်အရေးပေါ်အိတ်လူတိုင်းမှာရှိထားဖို့လိုပါတယ်မျက်မမြင်တဝူးအတွက်ဆိုရင်အိတ်ထဲမှာမျက်မမြင်လမ်းလျှောက်တော့ white cane ကိုထည့်ထားပြီးဆေးဝါးတွေကိုဇစ်ပါတဲ့အိတ်တွေမှာတီးခြားခွဲထားပါပြီးတော့ဆေးအိတ်တစ်ခုချင်းစီကိုထိကြည့်ုံနဲ့ဘာဆေးလဲဆိုတာသိနိုင်အောင်တစ်ခုမှခွန်းစာလေးကတ်ထားတာနောက်တစ်ခုမှစက်ကူချမ်းလေးကတ်ထားတာလိုမျိုးအမှတ်အသားလေးတွေကိုလုပ်ပေးပါအကြားအာရုံချိုးတဲ့သူတွေအတွက်တခြားသူတွေနဲ့ဆက်သွယ်ဖို့ဘောပန်နဲ့စာအုပ်ကိုအမြဲထည့်ထားပါအချက်ပေးသံတွေကိုသိနိုင်မှုအတွက်တုံခါမှုအားကောင်းတဲ့ဖုန်းမျိုးကိုလည်းထည့်ထားပေးဖို့လိုပါတယ်ဘိန်းတက်ကလထိုင်ဝှီချက်အသုံးပြုသူတွေအတွက်လက်ကိုကာကွယ်ဖို့လက်အိတ်တွေနဲ့ဘိန်းတက်ကလထိုင်ဝှီချက်မှာပြဿနာတစ်ခုခုရှိရင်အရေးပေါ်ပြင်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းကိရိယာလေးတွေကိုပါထည့်ထားပါညံရီမတန်ဆွမ်းသူတွေအတွက်သူတို့စိတ်တည်ငြိမ်နေစေဖို့သူတို့သဘောအကျဆုံးအယုတ်မိသားစုတပ်ပုံဒါမှမဟုတ်ဘာပြီးရင်ဘာလုပ်ရမလဲဆိုတာကိုရုပ်ပုံလေးတွေနဲ့ရေးသားထားတဲ့လမ်းညွှန်ချက်လေးတွေကိုထည့်ပေးထားပါဘေးရန်ရဲ့ကြားရောက်ချိန်မှာဘယ်သူမှနောက်ကျမကျန်ရစ်စေဖို့တာမန်ထောက်ပံ့ရေးပစ္စည်းတွေဒါမှကအမှန်တကယ်လိုအပ်ချက်တွေအတွက်ပါပြင်ဆင်ကြပါစို့ပုံမှန်အသုံးပြုနေကြပစ္စည်းတွေဒါမှကတယောက်ချင်းစီရဲ့တကယ်လိုအပ်ချက်တွေကိုပါထည့်သွင်းစဉ်းစားထားမှသာဘေးရန်ရဲ့ကြားမှာဘယ်သူမှဖဲ့ချက်မနေခဲ့မှာပါအဆင့်၅စီမံချက်ချရာတွင်လူတိုင်းကိုပါဝင်စေခြင်းမတန်ဆွမ်းသူတွေဟာအမြဲအကူအညီလိုအပ်နေသူတွေမဟုတ်ပါဘူးသူတို့မှလည်းအကြံဉာဏ်ကောင်းတွေအများကြီးရှိပါတယ်သူတို့အတွက်ဘာကအကောင်းဆုံးလဲဘယ်လိုလုပ်ရင်ပိုအဆင်ပြေမလဲဆိုတာသူတို့ကိုယ်တိုင်ကအသိဆုံးပါဒါကြောင့်ဘေးရန်ရဲ့ကာကွယ်ရေးဇက်တိုက်လေ့ကျင့်မှုတွေမှာဥဆောင်ခိုင်းတာအကြံဉာဏ်တောင်းတာနဲ့သူတို့ရဲ့အတန်တွေကိုနားထောင်ပေးတာမျိုးတွေကိုလှုပ်ဆောင်ပါလူတိုင်းကကိုယ်ကဏ္ဍအသီးသီးကနေပါဝင်ခွင့်ရတဲ့အခါမှာလူအဖွဲ့အစည်းဟာပုံမအားကောင်းလာမှာဖြစ်ပါတယ်အဆင့်6ဘာတွေကိုတတိယဖို့လိုလဲဆိုတော့ကျွန်တော်တို့ဒီနေ့ပြောခဲ့တဲ့အချက်တွေကိုပြန်တွေးကြရအောင်ပါအရေးပေါ်အခြေအနေသိရှိနိုင်မှုအချက်ပေးသံတွေအမြင်နဲ့ထင်ရှားစေသောသင်္ကေတတွေနဲ့လိုအပ်ပါကကင်တွယ်ထိတွေ့သတိပေးပါဘေးလွတ်ရာကိုရွှေ့ပြောင်းတဲ့အခါလူတိုင်းအတွက်အဆင်ပြေစေမဲ့လမ်းကြောင်းတွေကိုစီစဉ်ထားပါအရေးပေါ်အိတ်ပြင်တဲ့အခါတကိုယ်ရေးလိုအပ်ချက်တွေနဲ့ကိုက်ညီအောင်ပြင်ဆင်ပါရရွာရှိအင်ဂျင်အားလုံးနဲ့အတူတကွလူတိုင်းပါဝင်နိုင်သောကြိုတင်သတိပေးစနစ်ကိုလေ့ကျင့်ထားပါဒါတွေကိုတော့အထူးရှောင်ကျဉ်ရပါမယ်အလွယ်တကူနားလည်ဖို့ခက်ခဲနေသူတွေကိုလစ်လျူရှုတာမျိုးမလုပ်ပါနဲ့အနေနဲ့သတိပေးချက်ကိုနီးလန်းတစ်ခုတည်းနဲ့ပဲပေးတာမျိုးမလုပ်ပါနဲ့နောက်ဆုံးအချိန်မှာပြင်ဆင်တာမျိုးလုံးဝမလုပ်ပါနဲ့ကြိုတင်ပြင်ဆင်ဖို့ပြက်ကွက်တာဟာဆုံးရှုံးမှုအတွက်ပြင်ဆင်နေတာနဲ့အတူတူပါပဲမတန်ဆွမ်းသူများအကျုံးဝင်သဘာဝဘေးရန်တွေရှော့ချရန်ကြိုတင်ပြင်ဆင်ရေးဒုအတူတူကဆောင်ရွက်ပေးဘေးရန်တွေဆိုတာဘသူတွေကိုတော့ထိခိုက်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ရောက်လာတာမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ဘယ်လိုပြင်ဆင်မလဲဆိုတာကိုတော့ကိုယ်တိုင်ရွေးချယ်လို့ရပါတယ်
လူတိုင်းရဲ့လိုအပ်ချက်တွေကိုထည့်သွင်းစဉ်းစားပြီးကြိုတင်ပြင်ဆင်ထားမှသာကျွန်တော်တို့ရဲ့လူမှုအသိုက်အဝန်းဟာပိုပြီးတော့အားကောင်းလာမှာပါ။မည်သူတဦးတယောက်ကိုမှချမ်းမထားပဲအားလုံးအတူတူဘေးကင်းအောင်ဆောင်ရွက်ကြပါစို့။